မင်္ဂလာပါဒီတစ်ခါမှာဆိုရင်ကျွန်တော်တို့စားတောက်ဆိုင်စာမေးပွဲတွေမှာမေးလေးရှိတဲ့ question number 1နဲ့2ပေါ့နော်သူကရှိခိုးတိုတဲ့မချီကာရဲ့တာတာတိုရှိမစကာအဲ့အလုံးမှာအမားလုံးမိခဲ့ရင်ဘယ်လိုလုပ်မလဲဆိုရင်မေးခွန်းရင်နောက်တစ်ခါကျမိုင်းနော်ရှိခိုးတိုတဲ့မချီကာရဲ့တာကုတ်တိုကတာတာအိုရှိတဲ့ကုရဆိုင်အလုံးမှာအမားလုံးမိခဲ့တာမျိုးရှိရင်ပြောပြပေးပါအဲ့တော့ဒီမေးခွန်းနှစ်ခုကအမားတွေနဲ့သက်ဆိုင်တာပဲပေါ့နော်အဲ့မှာကိုကမေးခွန်းမေးလိုက်တဲ့အခါမှာတချို့သောအကြောင်းသားတွေကဒီကိုကြက်ထားတဲ့အရာတွေကြီးပဲထက်ကြီးတလဲလဲဖြည့်တဲ့ဖြည့်နေတဲ့အခါမှာကျွန်တော်အမီးနဲ့အဖြေနဲ့မကိုက်တက်တာမျိုးလေးတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးလေးနဲ့ဖြေမလဲဆိုတော့သူကအလုပ်နံပါတ်1 question ရဆိုရင်တော့အလုပ်မှာအမှားလုပ်မိခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတာကအခုသူရှောက်မဲ့အလုပ်ကျွန်တော်တို့အခုရှောက်တဲ့စားတောက်ဆိုင်အလုပ်မှာအမှားလုပ်မိခဲ့ရင်မင်းဘယ်လိုဖြေရှင်းမလဲဆိုတာမဖြစ်သေးတဲ့အရာကိုကြိုပြောတာဖြစ်ပါတယ်။တကယ်လို့ဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲ။ဒုတိယ question နံပါတ်1ခုကကျတော့အလုပ်မှာအမှားလုံးမိခဲ့တာရှင်းပြပြပေးပါဆိုတော့အရင်အလုပ်မှာကိုအဘာမားတွေလုပ်ခဲ့ဘူးလဲအဲ့ဒီကံမှာကိုဘယ်လိုဖြည့်ရှင်းခဲ့တယ်လဲဆိုတာကိုသူတို့ကသိချင်တာပေါ့နော်အဲ့တော့တခါတလေမှာကျွန်တော်ကျောင်းသားတွေကဒီမေးခွန်းတစ်ခုကိုကျွန်တော်တို့ဖြည့်လိုက်တဲ့အခါမှာအတူတူဝက်ကြပုံစံကြီးဖြည့်လိုက်တာမေးတာကလုံခဲ့ဘူးတာမျိုးမေးတယ်ဆိုတော့သူကအမှားလုံးမိခဲ့ရင်ဘယ်လိုလုပ်ပါမယ်ညာလိုလုပ်ပါမယ်ဆိုပြီးဖြည့်ခဲ့တာမျိုးတွေရှိတယ်ပေါ့နော်အဲ့မှာအမေနဲ့အဖေနဲ့မကိုက်တာမျိုးတွေဖြစ်သွားတတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမေးခွန်းလေးတွေမေးလာခဲ့တယ်ဆိုရင်တော့မေးခွန်းကိုတေချာလေးနားထောင်ရတယ်ပေါ့နော်အဲ့တော့နံပါတ်1 question နဲ့အလုံးမှာအမှားလုံးမိခဲ့ရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာနမူနာကျွန်တော်ဖြည့်ပေးထားပါတယ်まず気を落ち着いてお客様の話をよく聞きますအရင်ဆုံးစိတ်ကိုအေးအေးထားပြီးဧည့်သည်ရေးပြောစကားကိုတေချာနားထောင်မယ်ဒါကတော့တချို့လူတွေကလည်းပြောကြတယ်ချက်ချင်းကျွန်တော်တို့ချက်ချင်းတောင်းပန်မယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာတော့ကျွန်တော်ကဒီစာကြောင်းလေးတော့ထည့်ထားတယ်ဒါတော့ကိုကြိုက်ရင်ထည့်ကိုမကြိုက်ရင်ဖြုတ်ပေါ့နော်ဒုတိယတစ်ချက်ကもし自分のミスならすぐに謝りますအရင်ဆုံးကိုယ့်ရဲ့အမှားဆိုရင်တောင်းပန်မယ်ပေါ့နော်ဒီဟာလည်းသူတို့ပေါ်မှာမို့ပြီးတော့ပဲဖြည့်ကြည့်ပါအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့もし自分のミスならすぐに謝りますအရင်ဆုံးကိုယ့်ရဲ့အမှားဆိုရင်တောင်းပန်မယ်ပြီးတော့ရင်そのことを店長に報告して同じミスを繰り返さないように気をつけますပြီးတော့ဒီကိစ္စကိုအထက်လူကြီးစီကိုအစီရင်ခံပြီးတော့တူညီတဲ့အမှားမျိုးတွေထပ်ပန်တလဲလဲနောက်တစ်ခါမလုံးမိအောင်ဂရုစိုက်ပါမယ်အဲ့တော့အမှားလုံးမိခဲ့ရင်ဘယ်လိုလုပ်မလဲဆိုအရင်ဆုံးကျွန်တော်တို့ customer တွေက complaint တက်လာခဲ့ရင်ဆိုပေါ့နော်အဲ့တော့တကယ်လို့ customer တွေစီက complaint တက်လာခဲ့ရင်ဘယ်လိုလုပ်မလဲလို့မေးလာခဲ့တဲ့ဟာမျိုးလည်းရှိတတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီပုံစံတိုင်းဖြေလို့ရတယ်ပေါ့နော်တကယ်လို့ဒီမှာတော့အလုံးမှာအမှားလုံးမိခဲ့ရင်ဘယ်လိုလုပ်မလဲဆိုဒီဒုတိယဝက်ချာလောက်ကနေစပြီးပြောရင်လည်းအဆင်ပြေတယ်အဲ့တော့ဂျီဘုံနာမစ်ဆွနာတဲ့စကုနီအယာမာနီမတ်အရင်ဆုံးတောင်းမှန်မယ်ပြီးတော့ဒီကိစ္စကိုစိုက်အထက်လူကြီးကိုအစီရင်ခံပြီးတော့ owner ကြီး miss မဖြစ်အောင်ထပ်ပြီးဂရုစိုက်မယ်ဆိုပြီးဒီဒုတိယဝက်ကျကနေတတိယဝက်ကျလောက်ထိကိုပြန်ပြီးနှစ်ကြောင်းလေးနဲ့လူရင်းတူရှင်ပြောလို့ရတယ်ပေါ့နော်အဲ့လုံးဝအပြည့်စုံယူဖြေမယ်ဆိုတော့အလုံးမှာအမှားလုံးမိခဲ့ရင်ဘယ်လိုလုပ်မလဲအဲ့ဒါအရင်ဆုံးစိတ်ကိုအေးအေးထားပြီးတော့ဧည့်သည်ကိုတီးတီးချာချာလေးတောင်းပန်မယ်ဆိုပြီးတော့လည်းဖြေလို့ရတယ်ဒါကတော့နမူနာလေးတွေပေါ့နော်အဲ့တော့မင်းနာဆန်တို့ကကိုကြိုက်တဲ့ပုံစံမျိုးလေးတွေထပ်ပြီးရေးလို့ရပါသေးတယ်ဒုတိယဝက်ကျကျတော့ကျွန်တော်တို့ကအရင်အလုပ်မှာအမှားလုပ်မိခဲ့တာရှင်းပြောပြပေးပါဆိုကျွန်တော်တို့ကများသောအားဖြင့်စားသောက်ဆိုင်အလုပ်ဆိုတာကအလုပ်အတွေ့အကြုံထည့်ကြရတယ်ပေါ့နော်တခါမှမလုပ်ဘူးပေမဲ့လည်းအလုပ်အတွေ့အကြုံအနည်းဆုံးတစ်နှစ်လောက်ကနေစပြီးတော့ထည့်ကြတယ်ဘယ်သူမှဆိုတစ်နှစ်လောက်အတွင်းမှာအမှားတွေတော့လုပ်ဖူးကြတာကြီးပဲပေါ့နော်အဲ့မှာတချို့ကျောင်းသားတွေကဖြေတတ်ကြတယ်အမှားလုပ်မိကြတာမျိုးရှိရင်ပြောပြပါဘာမှမလုပ်ခဲ့ဘူးဘာအမှားမှမလုပ်ခဲ့ဘူးဆိုလူဆိုတာကကျွန်တော်တို့ကအမှားနဲ့မကင်းတဲ့မျိုးရိုးလीเนาะဒါကြောင့်မလို့အမှားလေးတစ်ခုလောက်ကိုတော့ကိုကပြောပြပေးပြီးကိုယ့်ရဲ့ဖြည့်ရှင်းနိုင်စွမ်းကိုကျွန်တော်တို့ကသူတို့ကိုပြောပြပေးနိုင်ရမယ်တခါမှအမှားမလုပ်ဘူးတဲ့လူကတကယ်လက်တွေ့မှာမှားယွင်းလိုက်ပြီးအမှားမရှိပါဘူးလို့ဖြေလိုက်တကယ်မှားလာခဲ့ဒီလူကဘာမှမလုပ်တတ်တော့တဲ့လူကြောင်တောင်ဖြစ်သွားတဲ့လူလိုမျိုးတစ်ဖက်လူကအထင်ရောက်သွားစေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအမှားလုပ်မိခဲ့တာမျိုးရှင်ဒီအမှားကိုတီးတီးလေးကိုတောင်မှကျွန်တော်တို့ပြောပြပေးကိုဘလို့ဖြည့်ရှင်းခဲ့တယ်လဲဆိုတာလေးကိုသူကပြောပြပေးစီချင်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင်私は飲食での仕事をしたばかりの時、お客様のご注文を間違えて提供してしまいました。အဲ့တော့ကျွန်တော်ကစားတောက်ဆိုင်အလုပ်ကိုစလုပ်ခဲ့တုန်းကဧည့်သည်ရဲ့ order တွေကိုမှားပြီးတင်ခင်ခဲ့မိခဲ့ပါတယ်အဲ့တော့ဒါကတော့လူတိုင်းနှိပါပြင်းပြစားတောက်ဆိုင်မှာလုပ်ရင်ဒါမှားနေရှိတဲ့အမျိုးအရာလေးပဲလीနော် order မှားပြီးတာ order နောက်ကျမှလုပ်ပေးမိတာမျိုးလေးတွေ order စောင့်နေရစောင့်ဆိုင်စီခဲ့မိတာမျိုးတွေဟုတ်တယ်နော်ဒါမျိုးတွေပြောလို့ရပါတယ်その時お客様から怒られてお客様をしっかり謝りましたအဲ့ဒီခါမှာအစုခံဧည့်သည်စီကနေအစုခံရတဲ့ဧည့်သည်က complaint တွေတက်တော့မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဧည့်သည်ကိုတီးတီးချာချာလေးတောင်းပန်ခဲ့ပါတယ်そのことを店長に報告して同じミスを繰り返さないように気をつけていました
ဒီကိစ္စကိုကျွန်တော်တန်းချို့ဟိုခုလုပ်ပြီးတော့တူညီတဲ့အမားတွေမဖြစ်အောင်ထပ်ပြီးဂရုစိုက်ခဲ့ကျွန်တော်တို့ကဘယ်လိုအမားတွေပဲဖြစ်ဖြစ်ဒီအမားကိုထပ်ပန်တယ်လေလည်းမလုံးမိအောင်ကိုဘယ်လိုလေးဂရုစိုက်နေပါတယ်ဆိုတာမျိုးတွေကိုဖြည့်ရှင်းပြရင်ဒါအမေးနဲ့အဖြေနဲ့ကိုက်တဲ့ပုံစံဖြစ်သွားမယ်ပေါ့နော်အဲ့တော့စားတော့ဆိုင်မိကုန်းမှာဆိုရင်ဒါမျိုးအမားလေးတွေဘယ်လိုလုံးမိခဲ့တာရှိလဲဧည့်သည်စီက complaint တက်ခံရရင်ဘယ်လိုလုပ်မလဲဒါမျိုးလေးတွေနဲ့မေးလာတတ်တာကြီးများပါတယ်ဒါကြောင့်ဒီလိုနမူနာပုံစံကြော်ရိုးလေးကိုမိညမ်းပြီးတော့မှမိမိကြိုက်နေတဲ့ရောဝါကြပုံစံမျိုးကိုပြန်လည်တည်ဆောက်လို့ရပါတယ်ဒါကတော့ဒီဗီဒီယိုလေးအတွက်မေးခွန်း2 ခုဖြစ်ပါတယ်ဘိုင်ဘိုင်